ယုံကြည်မှုဆိုတာဖန်ကွက်လေးတွေလိုပါပဲ။တစ်ချိန်ပြိုကွဲပျက်စီးသွားတာနဲ့ဘယ်တော့မှအရင်ပုံစံနဲ့တူတော့မှမဟုတ်ပါဘူး။မျက်စိနဲ့မြင်တဲ့အရာတိုင်းကိုမယုံပါနဲ့။ဘာလို့လဲဆိုတော့စားတောင်မှတကြားနဲ့တူနေလို့ပါပဲ။တင့်ကိုကူညီဖို့အတွက်လူတွေကညှဉ်းဆန်တဲ့အခါသူတို့ကိုစိတ်မပြတ်ပါနဲ့။အိုင်းစတိုင်းရဲ့စကားလေးကိုသတိရလိုက်ပါ။ကျွန်တော်ကိုနိုးလို့ပြောတဲ့သူတွေအားလုံးကိုကျေးဇူးတင်တယ်။ဘာလို့လဲဆိုတော့သူတို့ကြောင့်ကိုယ်တိုင်လှုပ်တက်လာလို့လေစကလုံးတွေဟာတော်လေးတွေနဲ့တူပါတယ်တင်ကသူတို့ကိုမှန်မှန်ကန်ကန်ရွေးချယ်တတ်မယ်ဆိုရင်သူတို့ကဘယ်နှလုံးသားကိုမဆိုဖွင့်နိုင်တယ်လို့ဘယ်ပါဇက်ကိုမဆိုပိတ်ပေးနိုင်ပါတယ်ကျမ်းမာရေးကောင်းပြီးအသက်ရှည်ရှည်နေနိုင်မှုအတွက်နေ့စဉ်တစ်ဝက်ပဲစားပါလမ်းနှစ်ဆလျှောက်ပါသုံးစားရဲပါအတိုင်းအဆမရှိချစ်ပါ69%သောကြာရှုံးမှုတွေဟာစင်ကြေပေးတဲ့အလေးအကျင့်တွေကနေဖြစ်လာတာပါအစီအစဉ်တွေကအလုံးမဖြစ်ဘူးပေါ့ဒါဆိုရင်အစီအစဉ်တွေကိုပြောင်းလုပ်လိုက်ပါရည်ရွယ်ချက်တွေကိုတော့ဘယ်တော့မှမပြောင်းလိုက်ပါနဲ့အရန်ကြီးမမှန်မောမိစေနဲ့အရန်ကြီးလည်းမခင်တွယ်မိစေနဲ့အရန်မချစ်မိစေနဲ့ခွဲခွာချိန်မှာအရန်နာကျင်ရမှာကိုမမေ့ပါနဲ့လောကမှာအာနာတတ်တဲ့သူရဲ့တန်ရောစဉ်ကြီးတဲ့သူရဲ့ယုံကြည်လွယ်တတ်တဲ့သူတွေဟာလူတွေရဲ့လှည့်ပြားမှုကိုအခံရဆုံးပဲကြီးမားတဲ့အရာတွေကိုမင်းမလုံးနိုင်ရင်နေပါသေးသေးငယ်တဲ့အရာတွေကိုတော့အကောင်းဆုံးနည်းလမ်းတွေနဲ့သာကြိုးစားလုပ်ပါမနေ့ကတော့ကျွန်တော်ဟာလူတက်ကြီးပေါ့လောကကြီးတစ်ခုလုံးကိုပြောင်းလဲပြစ်ချင်ခဲ့တာဒီနေ့တော့ကျွန်တော်ဟာပညာရှိဖြစ်နေပါပြီ။ဘာလို့လဲဆိုတော့ကိုပြောင်းလဲဖို့ပဲကြိုးစားတော့တယ်လေ။သင်ဘဝမှာဒီလူ၃မျိုးကိုဘယ်တော့မှမမေ့ပါနဲ့။သင်ခက်ခဲနေတဲ့အချိန်မှာကူညီတဲ့သူ၊သင်ခက်ခဲနေတဲ့အချိန်မှာထွက်သွားတဲ့သူ၊သင်ခက်ခဲနေတဲ့အချိန်မှာသင်ကိုထားခဲ့သူ။ထိုင်းနိုင်ငံမှာရှိကြတဲ့စာအုပ်စာပေကိုချစ်မြတ်နိုးကြတဲ့စာပေချစ်သူမိတ်ဆွေများအတွက်သတင်းကောင်းလေးတစ်ခုကိုပြောပြပါရစေ။အဲ့ဒါတော့နှင်းစီစာပေဆိုတဲ့ပိတ်ကနေဇာရေးဆရာပေါင်းများစွာရဲ့တုတရတဤပညာဗုဒ္ဓဝင်အောင်မြင်ရေးစိတ်ခွန်အားစတဲ့စာအုပ်ပေါင်းများစွာကိုအလွယ်တကူမှားဘူးလို့ရရှိနိုင်ပြီဆိုတာကိုပါထိုင်းနိုင်ငံမှာရှိတဲ့ဘယ်မျိုးကိုမဆိုပို့ဆောင်ပေးသွားမှာဖြစ်ပြီးငွေကြိုလွှဲဖို့လုံးဝမလိုပါဘူးစာအုပ်ရောက်မှငွေချေလိုက်ရုံပါပဲဆက်သွယ်မအောင်ခြင်းတဲ့သူများအနေနဲ့နှင်းစီစာပေရဲ့ Facebook page ရဲ့ချက်ပေါက်မှာလိုချင်တဲ့စာအုပ်မျိုးစားနဲ့စာရေးဆရာမတွေရဲ့နာမည်ကိုပြောပြပြီးအလွယ်တကူမှားလို့ရရှိနိုင်ပါပြီဗျ။ဒါကြောင့်အများဆုံးပဲနှင်းစီစာပေရဲ့ Facebook page မှာလိုချင်တဲ့စာရေးဆရာတွေရဲ့စာအုပ်တွေကိုအလွယ်တကူရွေးချယ်ပြီးဝယ်ယူလိုက်ကြပါဗျ။